ကဘာကျော်ကဲတော့မြမရေနံလုပ်ငန်းနဲ့တွင်းရိုးတွင်းစားစီကံမြောင်ကဘာပေါ်မှာရေနံကိုရှေးကြဆုံးစနစ်တကျတူးဖော်ခဲ့တဲ့နိုင်ငံဟာမြန်မာနိုင်ငံဖြစ်တဲ့ဆိုတာသိတဲ့သူရှာလာပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကလေးကရေနံကျောင်းတဲ့6ဒေသတွေမှာမြန်မာရီဟာကိုပိုင်နည်းပညာတွေနဲ့ရေနံတွေကိုစီးပွားဖြစ်တူးဖော်ခဲ့ကြတာပါ။ဝမ်းနေဖို့ကောင်းတာကတော့ဒီကနေ့ခေတ်မြန်မာလူငယ်တွေဟာမိမိတို့ဘိုးဘွားပိုင်ရေနံလုပ်ငန်းတွေကိုလေးစားတန်ဖိုးထားရကောင်းမှနားမလည်ပဲနဲ့မျက်ကွယ်ပြုထားကြတာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ရဲ့ Shrivel Channel ဗီဒီယိုထဲမှာဆိုရင်တော့အနောက်နိုင်ငံတွေရေနံအကြောင်းမသိခင်ကလေးကမြမမြေပေါ်မှာရှိနေခဲ့တဲ့တွင်စာမျိုးရိုးတွေရဲ့စီးပွားရေးဗျူဟာနဲ့အတူရေနံကိုလက်ဝဲကြီးအုပ်ဖို့စ조사ခဲ့တဲ့နိုင်ငံသားတွေကိုမြမဘိုးဘေးတွေကဘလို့ချက်လက်တွေနဲ့တုံ့ပြန်ခဲ့တယ်လဲဆိုတာအသေးစိတ်တင်ဆက်သွားမှာဖြစ်ပါတယ်။အဲဒီခေတ်ကမြန်မာဦးဖြပြစီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာလျှင်ရေနံတွင်းကိုပိုင်ဆိုင်ကြပြီးတော့တွင်စာဖြစ်တဲ့တတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။တွင်းစား24မျိုးရှိပါတယ်။သူတို့စီမှာတွင်းပိုင်ဆိုင်မှုစီးမြင့်တွေရေနံတူးဖော်တဲ့ပညာရက်တွေကိုစနစ်တကျထိန်းသိမ်းဆောင်ရှောက်ထားပြီးသားစဉ်မြေဆက်အမွေဆက်ခံတဲ့စနစ်တစ်ခုဖြစ်နေခေတ်ဆက်ဆက်ကျင့်သုံးခဲ့ကြပါတယ်။မြမပညာရှိတွင်းစားကြီးတွေရဲ့ခေတ်မှာရေနံတွင်းတွေကိုပေ400 500ထိလက်နေပဲတူးဖော်ခဲ့တယ်လို့သိရတဲ့အတွက်ရှေးခေတ်မြန်မာတို့ရဲ့အတတ်ပညာဟာအနောက်တိုင်းသားတွေထက်တောင်မှညံကောင်းပြီးတော့နည်းစနစ်ကောင်းတယ်လို့ချီးကျူးရမှာပါ။ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ရေနံသားမင်းသားလို့လူသိများတဲ့အမဲသားကြီးဟာမြမရေနံကိုနိုင်ငံတကာဈေးကွက်တွေအထိထိုးဖောက်နိုင်အောင်လို့စီးပွားရေးဗျူဟာတွေချမှတ်ခဲ့တာပဲဖြစ်ပါတယ်။မင်းတို့မင်းလက်ထက်မှာရေနံကိုအစိုးရကလက်ဝဲကြီးအုပ်ပြီးနိုင်ငံတော်ဗန္ဒာရှာဖွေတဲ့နေရာမှာရေနံသားမင်းသားဟာဥရောပကုမ္ပဏီတွေနဲ့ဈေးနှုန်းညှိနှိုင်းတဲ့အခါမှာမြမရေနံရဲ့အရေးသွေးနဲ့အသုံးဝင်ပုံချက်လက်တွေကိုအတိအကျပြပြီးတော့ဈေးကွက်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။အင်္ဂလိပ်ကုမ္ပဏီတွေကမြမရေနံတွင်းတွေကိုသူတို့ပိုင်တလူလိုနဲ့လှည့်စားဖို့စ조사ခဲ့ကြပြီးမြမတွင်းစားတွေဟာတွင်းရိုးတွင်းဆန်မှတ်တမ်းတွေမြေပိုင်ဆိုင်မှုအထောက်အထားတွေကိုအခိုင်အမာပြပြီးတော့တရားဥပဒေကြောင်းအရရဲရဲဝံ့ဝံ့တုံ့ပြန်ခဲ့ကြပါတယ်။အဲဒီခေတ်ကမြန်မာရီဟာရေနံကိုမီးထိုးမှုနဲ့မကသေးပဲနဲ့ပရပိုက်တွေတုပ်ဖို့ဖျားเจ้าကန်ဒီမှာပိုးမွားထန်ခံနိုင်အောင်တုပ်ဖို့နဲ့ဈေးဝါဖြစ်ပါအသုံးချတဲ့အထိဗဟုသုတကျွဲဝါခဲ့ကြတာပါ။စမှုဒေါ်လာရေးဖြစ်လာတဲ့အခါမှာလေမြမရေနံဟာကမ္ဘာအကောင်းဆုံးဆက်စီးဖြစ်တဲ့အတိအမှတ်ပြုခံရပြီး BOC ကုမ္ပဏီကြီးကမြမရေနံကိုမျက်စိကျလာတဲ့အထိအင်အားကြီးမားခဲ့တာပါ။ဒီလောက်အချက်တဲတွေနဲ့ရုန်းကန်နေရတဲ့အခြေအနေမျိုးမှာတော့မှတိုင်းတစ်ပါးသားတွေရဲ့လက်ထရနေကျမတို့ရဲ့ဘိုးဘေးတွေဟာရေနံလုပ်ငန်းတွေကိုပြန်လည်ရယူနိုင်ခဲ့ပြီးမြမတဘာဝတယံဇာတာဖြစ်တာမကအမျိုးသားရေးစီးပွားရေးအင်အားဖြစ်ပါပါနတ်စွာနဲ့အသုံးချနိုင်ခဲ့ပါတယ်။ဒါကြောင့်မြမရေနံသမိုင်းဟာမြမတို့ရဲ့ကိုယ်ပိုင်နည်းပညာနဲ့စီးပွားရေးအမျှော်မြင်တွေကိုပြသနေတဲ့ဂုဏ်ယူပွဲသက်သေတစ်ခုဖြစ်ကြောင်းဂုဏ်ယူစွာပြောကြားရင်းနဲ့ပဲဒီနေ့ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေလားရှင်။ Shrivel Channel ကိုအမြဲတမ်းချစ်ခင်အားပေးနေကြတဲ့ပရိသတ်တို့ရောကမ္ဘာမှာရှေးကြဆုံးမြမရေနံတွင်းတွေနဲ့ရေနံသားမင်းသားရဲ့စီးပွားရေးဗျူဟာတွေပေါ်မှာဘလို့ထင်မြင်ကြပါသလဲ။မိမိတို့ရဲ့ထင်မြင်ချက်တွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။